ရန်ကုန်မြို့ရဲ့အချက်ချာကျတဲ့နေရာတစ်ခုမှာလုပ်ငန်းရှင်တိုင်းအိမ်မက်မရတဲ့ privacy နဲ့ business potential နှစ်ခုလုံးကိုတပြိုင်နက်ပိုင်ဆိုင်နိုင်မဲ့နေရာမျိုးရှာနေသူတွေအတွက်အင်ကြီးအိမ်ကောင်းတစ်လုံးနဲ့မိတ်ဆက်ပေးပါရစေအခုသင်မြင်နေရတဲ့ဒီအင်ကြီးကတော့ FMI City ရဲ့အကောင်းဆုံး location မှာတည်ရှိတာဖြစ်ပြီးမြေအကျယ်190 TRB ရှိတဲ့မြေကွက်ကျယ်ကြီးပေါ်မှာခံညာထေဝါစွာဆောက်လုပ်ထားတာပဲဖြစ်ပါတယ်။အိမ်ကြီးရင်စိတ်အေးချမ်းမှုရဖို့နေမကပဲသင်ရဲ့လုပ်ငန်းခွင်ကိုပါ level တစ်ခုမြင့်တင်ပေးနိုင်မဲ့အိမ်ကြီးတစ်အိမ်လည်းဖြစ်ပါတယ်။အိမ်ရဲ့ဘေးမှာလေရေကန်နဲ့မြေအခြေပါဝင်တာကြောင့်ပိတ်ရက်တွေမှာမိသားစုနဲ့အနားယူမလားဒါမှမဟုတ် business dinner တွေအတွက် garden party လုပ်မလားစိတ်ကြိုက်ဖန်တီးလို့ရမှာပဲဖြစ်ပါတယ်အိမ်ကနှစ်ထပ် RC မျိုးစားဖြစ်ပြီးရုံးခန်းဖွင့်မလားလူနေမလားဘလို့ပဲအသုံးပြုအဆင်ပြေအောင်ဖွဲ့စည်းထားတဲ့အိမ်ကြီးတစ်အိမ်လည်းဖြစ်ပါတယ်အိမ်ရဲ့အောက်ထပ်ဝင်ချင်းညာဘက်ချမ်းမှာဆိုရင်တော့ကျယ်ဝန်းလှပတဲ့မှန်ကန်ကိုဒီဇိုင်းဆန်းဆန်းလေးနဲ့ဖန်တီးထားတာမြင်တွေ့ရပါတယ်ဒီဘက်မှာဆိုရင်တော့ထမင်းစားကန်နောက်ပြီးမီးဖိုကန်တို့ကိုလည်းအချိုးစားကြဖွဲ့စည်းထားပေးပါတယ်နောက်ထပ်အိမ်ဝင်ပေါက်ရဲ့ဘယ်ချမ်းကိုလည်းလိုက်ကြည့်လိုက်ရအောင်ပါဒီဘက်မှာဆိုရင်တော့လူကြီးမိဘတွေအတွက်အိမ်ခန်းတစ်ခန်းရှိမှဖြစ်ပါတယ်ဒီရင်ကြီးရဲ့အခန်းတိုင်းကအလင်းအားကောင်းပြီး high end pre-burger တွေနဲ့ဆိုတော့တကယ်ကိုနန်းတော်တစ်ခုလိုခံစားစီမှာပဲဖြစ်ပါတယ်နောက်ထပ်ခံညာထေဝါတဲ့အခန်းတစ်ခန်းကိုလည်းလိုက်ကြည့်လိုက်ရအောင်ပါဒီအခန်းကတော့ဧည့်သည်တော်ကြီးတွေလက်ခံဖို့အတွက်အရန်ကိုခံညာတဲ့ဟော်ဂန်ကြီးတစ်ခန်းပဲဖြစ်ပါတယ်ရုံးခန်းအဖြစ်အသုံးပြုခြင်းတဲ့လုပ်ငန်းရှင်တွေရောအေးချမ်းချမ်းနေထိုင်ခြင်းနဲ့မိသားစုတွေအတွက်ပါအဆင်ပြေစေမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အောက်ထပ်ပြီးပြီဆိုတော့အပေါ်တက်ကိုတွားကြည့်ကြရအောင်ပါပေါ်တက်ကိုတက်လိုက်မယ်ဆိုရင်တော့လေကားရဲ့ဘဲဘဲချမ်းမှာအိတ်ခမ်းတစ်ခမ်းပါဝင်မှာပဲဖြစ်ပါတယ်အိတ်ခမ်းတိုင်းမှာအဲကွန်အိဒါရေချိုးခမ်းပါဝင်ပြီးသားတွေပဲဖြစ်ပါတယ်နောက်ပြီးအရှိတ်ချမ်းမှာဆိုရင်တော့နေရာအကျယ်တစ်ခုရှိပါမယ်ပြီးရင်တော့ဒီအိမ်ကြီးရဲ့အပေါ်ထက်မှာရှိတဲ့အဓိက master bedroom ကြီးပဲဖြစ်ပါတယ်။ဓမ္မဆုံးသတိထားမိမှာကတော့အခန်းရဲ့ကျယ်ဝန်းမှုနဲ့အတူတက်ဆင်ထားတဲ့အဆင့်မြင့်ကျွန်းသစ် decoration တွေပဲဖြစ်ပါတယ်။ကိုယ်ပိုင် space မှာအနားယူမှုအပြည့်အဝရစေအောင်ဒီ master bedroom ကြီးမှာတော့ bathtub ပါဝင်ပြီးသားဖြစ်ပါတယ်။နောက်ထပ်ကြန့်ရှိတဲ့ဟိုဘက်ချမ်းကအခန်းတွေကိုလည်းလိုက်ပြပေးပါဦးမယ်ဒီဘက်ချမ်းမှာဆိုရင်တော့မှန်တကားကိုဝင်လိုက်တာနဲ့တဲ့တဲ့မှာဖျားကန်းဖြစ်ပြီးညာဘက်မှာတော့အိတ်ခမ်းတစ်ခန်းရှိမှာပဲဖြစ်ပါတယ်ဒီအိမ်ကြီးရဲ့အပေါ်တက်မှာတော့ဖျားကန်းတစ်ခန်းနဲ့အတူ master bedroom ၄ခန်းအထိပါဝင်မှာပဲဖြစ်ပါတယ်နောက်ထပ်အခန်းတစ်ခန်းလည်းကျန်ပါသေးတယ်ပြီးတော့ဒီအိမ်ကြီးရဲ့အပြင်ရန်နာကိုလည်းတွားကြည့်ကြရအောင်ပါ
ဒီလိုအိမ်ကြီးတစ်အိမ်အတွက်အရေးကြီးဆုံးကတော့ parking space ပဲဖြစ်ပါတယ်ဒီမှာကတော့ car parking space အတွက်အများကြီးစိတ်ပူစရာမလိုအောင်ကျယ်ဝန်းပါတယ်နောက်ပြီးဒီအိမ်ရဲ့အားသာချက်တွေကတစ်ချက်ဖြစ်တဲ့ဝန်ထမ်းတွေအလုပ်သမားတွေအတွက်လည်းအပေါ်ထက်အောက်ထပ်နှစ်ထပ်ဆောင်ပါတဲ့အိမ်တစ်လုံးလဲပါဝင်ပြီးသားဖြစ်ပါတယ်ဒီအိမ်ထဲမှာတော့အခန်းလေးခန်းသီးသန့်ပါဝင်တာကလည်းဒီအိမ်ရဲ့အားသာချက်တွေကတစ်ချက်လို့ပဲဆိုရမှာပဲဖြစ်ပါတယ် FMI City လိုနေရာကောင်းမှာဒီလောက်ပြည့်စုံတဲ့အိမ်နဲ့ခြံဝန်းကိုတစ်လကို350နဲ့ငှားရမ်းနိုင်မှာပဲဖြစ်ပါတယ်ဒီအိမ်ကြီးကိုကိုယ်တိုင်လာရောက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့အခုပဲကျွန်တော်တို့မြန်မာရစ်ကြာ Real Estate ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်လူကြီးမင်းတို့ရဲ့စိတ်ကူးတွေကိုအကောင့်ထဲပေါ်ဖို့ကျွန်တော်တို့စောင့်ကြိုနေပါတယ်